အားလုံးမင်္ဂလာပါလို့နော်မြန်မာနိုင်ငံဘာလဲအခုလွတ်လပ်ရေးနေလွတ်လပ်ရေးရတာနှစ်ပေါင်း88နှစ်ထားလားကျွန်တော်ကတော့မြန်မာနိုင်ငံလွတ်လပ်ရေးရတယ်လို့မထင်ဘူးအခုချိန်ထိဘာလို့လဲဆိုတော့မြန်မာနိုင်ငံလွတ်လပ်ရေးတကယ်ရမယ်ဆိုလွတ်လပ်မှုရှိမှာပေါ့တရားမျှတမှုရှိမှာပေါ့ဟာလားအခုအချိန်ဒီလွတ်လပ်ရေးရတယ်လို့တာပတ်စံနဲ့တဖွားဖွားအော်ချပြီးမှဟာလားအလန်နွေထောင်အလေးပြုတ်ပြီးမှအခုချိန်ဒီလွတ်လပ်မှုတန်တူအခွင့်အရေးဟာလားဘာအခွင့်အရေးမှမရှိတဲ့တိုင်းပြည်ကြီးကလွတ်လပ်ရေးနေ့ဆိုပြီးမှလွတ်လပ်ရေးရတယ်ဆိုပြီးမှကျင်းပနေတာရှက်စရာလည်းကောင်းတယ်အမှန်ဆိုရင်ကျွန်တော်တို့လူမျိုးကြီးဝါရအောက်မှာကျွန်တော်တို့ဟာလားကချင်ကရင်ချင်းမွန်ရခိုင်ရှမ်းဒီလူတွေအလုံးကပမာလက်အောက်မှာကြားရောက်တဲ့နေ့လို့တတ်မှိုင်တော့ပူကောင်းအောင်မယ်ကျွန်တော်တို့မလွတ်လပ်မှုဆိုတာခုချိန်ထိမသိဘူးနော်မြန်မာနိုင်ငံလွတ်လပ်ရေးရတယ်ဆိုပြီးမှကြားဖူးတာပေါ့ကျွန်တော်တို့လွတ်လပ်ရေးဆိုတဲ့အရသာမခံစားဘူးတိလည်းမတိဘူးကျွန်တော်ငယ်တော့အချောင်းသားဘွားတော့မှာတော့ကျွန်တော်အလေးပြုတယ်အလေးတော့သူတို့ပြုခိုင်းလို့ပြုတာပေါ့ဘာမှမသိဘူးလေသူတို့ပြောတော့ပူချောအောင်ဆန်းကနေပြီးမှလော်လာရေးသွားယူတယ်တဲ့။အော်လော်လာရေးသွားယူတော့ကြောက်တုံးကြီးမှာစာရေးပြီးမှပါလာတာလားပေါ့ငါတို့ကနားမလဲဘူး။စာဖတ်တာလေစာထဲမှာသူတို့ရေးတာတော့အကုန်လုံးကပူချောအောင်ဆန်းကပဲယူပေးတယ်ပေါ့လုတ်ပေးတယ်ပေါ့။ဒီလိုပုံစံမဲ့ရေးတာ哦လော်လာရေးမော်ကွန်းတို့ဘာညာတို့စာအုပ်တွေဖိုင်နေဒီတိုင်းပဲစာအုပ်ထဲမှာတော့လွတ်လပ်ရေးယူတယ်လို့ပြောတယ်အခုချိန်ထိကျွန်တော်တို့ကလွတ်လပ်ရေးရဲ့အရသာလွတ်လပ်ရေးဆိုတော့ဘာမှတော့နားမလဲဘူးမသိဘူးတိုင်းသားတွေအဖြစ်နှိတ်ခံပြီးမှလားအခုချိန်ထိနေတာပဲသိတယ်အခုဆိုတော့တိုင်းသားတွေဒီလူမျိုးကြီးဆိုတဲ့ဗမာလူမျိုးကြီးလက်အောက်မှာတိုင်းသားဒီကြားရောက်တဲ့နှစ်ပေါင်း88နှစ်ကြားရောက်ရှိပြီလို့ကျွန်တော်တို့ကအဲ့လိုပဲတတ်မှတ်ရတော့မယ်နောက်ပမာတွေကိုတိုင်ကလည်းပမာချင်းပြန်ဖိနှိပ်ပြန်တော့လဲပမာအချင်းလဲပမာအချင်းကပြန်တော့ပြန်နှိပ်ဆက်တဲ့ဟာလားဆိုတော့စဉ်းစားကြည့်ဖို့ခင်ဗျားတို့လွတ်လပ်ရေးနေဆိုတာဘာလွတ်လပ်မှုပါရှိတယ်လဲအမလဲဆန္ဒသွားပြရုံပဲဆိုရင်တော့မှဖိုင်းဘလောက်ဟာလားအခုဆိုတော့ခင်ဗျားတို့လွတ်လပ်ရေးနေတာချင်းပါမနေကြနဲ့တော့မဲမထဲဖို့ပြောရင်လဲဘလောက်ဟာလားပုံမှန်တတ်တယ်မျိုးဒါဒီလိုမျိုးတိုင်းပြည်ကြီးကလွတ်လပ်တဲ့တိုင်းပြည်ကြီးလို့ခေါ်လို့ရမလားဟာရခိုင်ဝါရစ်တမဦးဖေးတန်းကပြောတယ်လို့ပေါ့တိုင်းသားတွေအားလုံးပမာကျွန်းထဲမှာကြားရောက်တဲ့နှစ်လို့ပဲတတ်မှတ်ရမှာအဲ့ဒါတိုင်းသားတွေဒီလွတ်လပ်ရေးနေ့ဆိုတာကိုအလေးမပြုတင်တော့ဘူးကျွန်တော်တို့ခံခဲ့ရမနဲ့တော့ဘူးတိုင်းသားတွေတေချေပြက်စီးလာတာကလည်းမနဲ့တော့ဘူးပမာရီဆိုတာကလည်းအခုຫນွေဥတော်လှန်ရေးမှာကောင်းတဘောပေါက်လာကြတယ်လူမျိုးကြီးအချင်းမှာတော့မပြန်ဖိနှိပ်မှုရှိနေပါတလားဆိုတာနားလည်ကြတယ်တချို့တော့အဲ့ဒါတော့နားမလည်ကြသေးဘူးလူမျိုးကြီးကျွန်တော်တိုင်းသားကလူမျိုးကြီးဝါရမချင်းသုံးနဲ့ငါတို့မချိုက်ဘူးပြောတော့အရင်တော့ကျွန်တော်ကတော်လှန်လာတဲ့အခါကျတော့တပုံတွေလို့ခေါ်နေတယ်လွတ်လပ်မှုမရှိလို့လွတ်လပ်ရေးဆိုတဲ့အရာတောင်ကျွန်တော်မခံစားလို့တုံးလှန်နေတာဒါတော့တချို့နားမလဲတဲ့လူကရှိသေးတယ်လွတ်လပ်တဲ့တိုင်းပြည်လို့တာပြောနေတာမြန်မာပြည်မှာမပုံတင်ကိုတော့ကြည့်လိုက်လွတ်လပ်တဲ့တိုင်းပြည်ကြီးကမပုံတင်လားတော့ကြည့်လိုက်အမလဲစာရွက်နဲ့လောင်းလို့တာပလတ်စတစ်နဲ့လောင်းလို့တာဘာနဲ့မစကန်လို့မရအဲ့ကြားထဲမှာအဲ့မပုံတင်ကပါဘလို့ခွဲခြားမှုရှိပြန်တယ်လဲဆိုတော့ဘာသာရေးနဲ့လှုပ်လိုက်ပြန်တယ်ဒီမြန်မာနိုင်ငံမတ်ပုံတင်ဆိုတော့ဘာသာရေးနဲ့လှုပ်တဲ့မတ်ပုံတင်လှုပ်တော့မှပြောလို့ရတယ်နိုင်ငံတော်ကအဲ့ကလေးနဲ့ဘာသာရေးကအစားခွဲခြားနေတာ
ตัวปุตตะบาดาချင်းဆိုရင်ချင်းဗုဒ္ဓတဲ့ချင်းခရိယန်နဲ့ဘယ်နိုင်ငံမှာအဲ့လိုလုပ်ထုတ်ပေးတယ်လဲမပုံတင်တော့အဲ့ကလေးနဲ့ခွဲခြားနေတာလေဘာသာရေးကိုလည်းတုံးချဟာလားအဲ့ဒီလိုမကောင်းတဲ့တိုင်းပြည်ကြီးကိုလွတ်လပ်ရေးရတယ်လွတ်လပ်ရေးရတယ်အဲ့ဒါတဲ့အင်္ဂလိပ်ကဆက်အုပ်ချုပ်မယ်ဆိုလို့ရှိရင်လေမြန်မာလူမျိုးတို့ရဲ့ဟိုလူနေထိုင်မှုအဆင့်အတန်းလဲမြင့်မားပြီကျွန်တော်မြန်မာနိုင်ငံနဲ့လူမှုနေထိုင်မှုပုံစံเนาะပြီးမှကျွန်တော်မြန်မာနိုင်ငံလဲတီးထက်တိုးတက်အောင်မယ်အမေကိုအချင်းချင်းအုပ်ချုပ်ရင်ပိုးဆိုးတယ်လွတ်လပ်ရေးဆိုတာတော့အရသာမသိလိုက်ရဘူးမတိဘဲနဲ့လွတ်လပ်ရေးအရသာမတိဘဲနဲ့တည်သွားတဲ့လူလဲတပုံတစ်ခေါင်းကြီးဖြစ်သွားပြီမြန်မာနိုင်ငံလွတ်လပ်ရေးနေ့ဆိုတော့ကျွန်တော်တို့တန်ဖိုးမရှိဘူးအဲ့ဒါလွတ်လပ်ရေးနေ့မဟုတ်ဘူးတိုင်းသားတွေကျွန်းပမာကျွန်းလူမျိုးကြီးဝါရအောက်မှာရောက်တဲ့နေ့အဲ့လိုပဲတတ်မှတ်ရမယ်အဲ့လိုကျွန်တော်တို့ပြောရင်တချို့ပမာတွေကစိတ်ဆိုးအောင်မယ်ကျွန်တော်တို့ကတွေးခွေးစကားပြောတယ်လို့ပြောအောင်မယ်ခင်ဗျားတို့ပမာတွေတော်တော်များများကအခုချိန်စီနားမလဲသေးဘူးသားတွေတခုဖြစ်ပမာတွေကပဲတိုင်းသားတွေလှုပ်ပေးတယ်ဆိုတဲ့ပုံစံနဲ့ပဲစကားပြောနေကြတော့ကျွန်တော်တိုင်းသားတွေပမာနဲ့မပူပေါင်းပဲနဲ့ရက်တီအောင်ရက်တီမယ်ဆိုရင်လည်းခင်ဗျားတို့မကြိုက်ပြန်ဘူးဆိုတော့တိုင်းသားကိုလည်းခင်ဗျားတို့အခုချိန်ထိခွဲခြားနေကြတော့ပဲအခုတော်လှန်ရေးကာလလောက်မှာပဲပမာတွေကဒီအဖြစ်အပျက်တွေနားလေလာတယ်ပမာမှာတော့မှကိုအားနဲ့ကိုနေဖို့ဆိုလို့ရှိရင်တော့ပမာချင်းမရဲကြဘူးတိုင်းသားတွေလွတ်လပ်မှုတကယ်လွတ်လပ်တဲ့တိုင်းပြည်ဖြစ်ရင်ကချင်ကစီမံခန့်ခွဲမှုပေးပမာကပမာစီမံခန့်ခွဲမှုလုပ်ချင်းကိုချင်းသူဟာနဲ့သူစီမံခန့်ခွဲမှုပေးငါတို့အပေါ်မှာဆုံကြမယ်ဟာလားထွတ်တော်ထဲမှာအတူတူထိုင်ပြီးမှစကားပြောမယ်ဘသူကြီးတယ်ငယ်တယ်ဆိုတော့ခွဲခြားမှုမရှိဘဲနဲ့ဒါမှသာလွတ်လပ်ရေးရတဲ့တိုင်းပြည်လို့ခေါ်လို့ရတယ်ဟာလားဘယ်နဲ့လွတ်လပ်ရေးရတယ်လို့ပြောတာကနှစ်ပေါင်း88နှစ်အခုချိန်ထိဘာမှလွတ်လပ်ရေးဆိုတဲ့အရာတာမခံစားရဘူးဘယ်ပြည်သူမှလွတ်လပ်ရေးဆိုတဲ့အရာတာမခံစားရဘူးပြည်သူတွေကအခုချိန်ထိဆင်းရဲဒုက္ခနဲ့မြန်မာနိုင်ငံတရားစာသားဒီလောက်ကြွေဝရဲ့သားနဲ့ချမ်းသာရဲ့သားနဲ့ဟာလားစစ်ပေးမရှောင်ဖူးတဲ့လူမျိုးလို့ကိုလက်ညှိုးထိုးပါဆိုလို့ရှိရင်ပမာပဲရှိတယ်အခုຫນွေဦးတော်လှန်ရေးကနဲ့ဘယ်ပမာတွေလက်စစ်ပေးရှောင်လာတယ်အဲ့မှာကောင်းကောင်းသဘောပေါက်လာတယ်လူမျိုးကြီးဝါရရဲ့အောက်မှာခမရတို့ဗမာချင်းလည်းပြန်ဖိနှိပ်နေတယ်အာနာလူမျိုးကြီးဝါရကျင့်သုံးပြီးရဲ့နောက်ကျင့်သုံးလာပြီးရဲ့နောက်ပိုင်းမှာလူမျိုးကြီးဝါရကျင့်သုံးတယ်ဆိုတာကအမှန်ကအာနာရှင်စနစ်ကိုအသက်သွင်းပေးတာလေစတင်အသက်သွင်းတဲ့နှစ်လို့ပြောမယ်ဒါကဒီဟာအသက်သွင်းပေးတဲ့လူတွေကဘယ်သူတွေလဲဆိုတော့ဒီခမရတို့ပမာချင်းပဲဒီပမာချင်းကပဲဒီအဖြစ်ပြက်တွေစတင်လာတာလော်လာရေးယူတယ်လော်လာရေးယူပြီးရင်တော့မှပူချောင်းစားလဲခမရတို့ကိုတိုင်ကပဲလှုပ်ချန်နေတယ်ဘယ်တိုင်းသားကမှပမာကိုမကျူးကျော်ဘူးမတိုက်ခိုက်ဘူးမသိမ့်ပိုက်ခဲ့ဘူးအာနာရှင်အာနာဖာဝါသုံးပြီးမှလည်းပမာကိုတိုင်းသားတွေကမအုပ်ချုပ်ခဲ့ဘူးတိုင်းသားတွေအတူတကွကြီးတီဖြစ်စေငယ်တီဖြစ်စေအတူတကွလက်တွဲပူပေါင်းရအောင်ဆိုပြီးမှဟာလားပြည်ထောင်စုထဲမှာပါဝင်တာပဲရှိတဲ့တိုင်းသားတွေကတာဝတော်မှခမရတို့ပြန်ဖိနှိပ်သေးတယ်ကိုကင်ထားတဲ့မတ်ပုံတင်မှာတော့မှခွဲခြားသေးတယ်နိုင်ငံသားချင်းအတူတူခွဲခြားမှုကမတ်ပုံတင်မှာတော့တက်တည်ပဲအဲ့ဒါတော့ခမရတို့နားလဲတင်ပြီကျွန်တော်ညီကိုပမာတွေနားလဲတင်ပြီ